Hello မင်္ဂလာပါ Burmese Realistic 101ကနေကြိုဆိုပါရစေကျွန်မဗန်ဖြစ်တယ်ဒီနေ့နောက်ထပ် topic လေးတစ်ခုပြန်ပြောပြချင်ပါတယ်ပထမဆုံးကပါလဲဆိုလို့ရှင် top 5 mistake first time home buyer make and how to avoid this mistake. Okay, the first top 5 mistake first time home buyer make, how to avoid this mistake. ပထမဆုံးအိမ်ပိုင်တဲ့သူတွေမှားတဲ့ဟာပေါ့နော်သူတို့လုံးမှားတာပြီးမဆိုင်လိုက်တဲ့ဟာချက်ငါချက်ကိုကျွန်မရှင်းပြချင်တယ်အိမ်ဝယ်ပြီးပြီဆိုလို့ရှိရင် first time home buyer တွေကဘယ်လိုမြင်လဲဆိုလို့ရှိရင် they ignore ongoing home maintenance အိမ်ဝယ်လိုက်ပြီဆိုတော့အမေရိကအိမ်တွေဆိုတော့အရန်ကောင်းပါပဲဘာမှပြင်စရာလိုမှမထင်ဘူးဆိုပြီးတော့ဒီအိမ်ပြင်ဖို့အတွက် saving ဟိုဗာလေ emergency အတွက်သူမှမသိမ်းထားဘူးပေါ့နော် save some money like $400-500 for emergency if you own the house just to cover right away. Okay, number 2 mistake ကပါလဲဆိုတော့ HOA rule ကိုတေချာပြီးမဆိုင်တာဖြစ်ပါတယ် HOA ဟာဆိုလို့ရှိရင်ဒီတဲ့အိမ်ဝယ်လိုက်တာနဲ့ဟိုတခြားမှာရှိတဲ့အိမ် rule HOA rule ကတူတယ်အဲ့လိုမဟုတ်ဘူး HOA rule is totally different on each community ဖြစ်တယ်ဆိုတော့ HOA rule ကိုကောင်းခရီးမဆိုင်ပဲနဲ့အိမ်အလှအသစ်ကြိုက်တယ်ဆိုမှတော့ HOA မရှိတဲ့အိမ်မရှိဘူးများသောအားဖြင့် HOA ရှိတယ်ဆိုတော့ HOA rule ကတခါလေကြားလို့ရှိရင်အိမ်ရှိမှာအပြင်ရှိရမယ်အပင်3ပင်ရှိရမယ်နောက်ပြီးတော့အပင်ကိုခုတ်လို့မရဘူးခုတ်ချင်တယ်ဆို HOA ကို inform ပေးရမယ်ဒါပေမဲ့တချို့တွေကကြတော့ကိုကြိုက်တဲ့အပင်ကိုပြန်ထက်မကြိုက်အပင်မကြိုက်ဘူးဆိုအပင်တွေအကုန်လုံးခုတ်လိုက်ပြီးတော့ဘယ်သူမှလည်းမပြောဘူးပေါ့နော် there can be some problem or you might have to end up paying HOA fee or penalty နော်so HOA you need to understand you must understand HOA rule if you buy a house that has HOA. Okay, they are skipping home insurance review တချို့တွေကအိမ်ဝယ်ပြီးဆိုရင် home insurance ကဘာ company ကိုနဲ့ဝယ်လိုက်မှန်းတော့မသိတော့ဟာနေဝယ်ပေးတာပဲလေ agent ကလုပ်ပေးတာပဲကျွန်တော်တို့မသိဘူးနဲ့ပဲတိုင်နေလိုက်တယ် no sometimes agent ကနေပြီး refer လုပ်ပေးတာပဲရှိတယ် okay you can get insurance ကို review လုပ်သင့်ပါတယ် home insurance တချို့ဟာတွေကဆို very expensive item မပါဘူးတချို့တွေဆိုရင်ချစားလို့အိမ်ပြတ်သွားတယ်ဆိုရင် home insurance မှာမပါဘူးဒါမျိုးပုံစံနောက်ပြီးတော့ mold အိမ်မှာ mold ရှိတယ် mold ဆိုတာမြန်မာဆိုဘယ်လိုပြောမလဲမှုတက်တာပေါ့နော်ဒီရေဆိုပြီးတော့အဲ့ဒီနိုင်ရနေအကုန်လုံးအစိမ်းရောင်တွေဖြစ်သွားတာပေါ့နော်မှုတက်တာဒီမှာတော့ very seriously take care ရပါကျွန်တော်တို့မြန်မာပြည်မှာကျောင်းနေမှာဆိုဒါတွေကအများများတယ်ပေါ့နော်ဂရုတောင်မစိုက်ဘူးဒါပေမဲ့ဒီမှာ is very very dangerous ဖြစ်တယ်ကျမကြီးအတွက်အထိခိုက်အများကြီးဖြစ်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်မို့အိမ်မှာချတွေအများကြီးများတာလို့ဆိုရှင်ဒါဟာ you know they insurance usually do not cover နောက်ပြီးတော့ mold or flood အိမ်ကိုယ့်ရဲ့နေတဲ့အိမ်က flood zone ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်နောက်ပြီးတော့ကိုဝယ်တော့ကတော့ flood zone မဟုတ်ဘူးနောက်ပိုင်းမှာ flood zone ဖြစ်ခဲ့တယ်ဆိုရင် flood zone ဟာဆိုရင် flood insurance government ကရောင်းတာပဲဖြစ်ပါတယ်ဆိုဒီ regular insurance နဲ့မ cover ဘူး so you need to review your home insurance ဖြစ်ပါတယ် number 4 not changing air filter regularly It's very important and very cheap. Okay, changing your air filter at least once a month. Okay, it depends. If you have a lot of dog, kids, your house is carpet, you should change every other weeks. Okay, air filter ဟာဆိုရင်ရေးကြည့်တယ်တချို့ဆိုရှင် air filter ဘယ်တော့မှ change ဘူးလဲ air filter ဆိုတာဘာလဲဘယ်နားမှာလဲအဲ့လိုမျိုးတော့မေးတာရှိတယ်เนาะဆိုတော့ air filter မ change ဘူးဆိုရင်ဒီလေဒီကနေ AC အဲ့လို cycle သွားတဲ့အခါမှာဒီကနေစုပ်လိုက်တဲ့လေဟာဒီ air filter မှာအရန်ညစ်ပတ်တဲ့အတွက်ကြောင့်မို့ဒီလေစုပ်အားဟာအရန်ပြင်းထန်ပြီးတော့ပေါ့နော်ဒီကိုပြန်ရှူလိုက်တဲ့လေအေးပြန်ထုတ်လာတဲ့ဟာလေဒီကညစ်ပတ်တဲ့ air filter နဲ့ပြန်ထွက်တဲ့လေတွေပြန်ဖြစ်တယ်ဆိုတော့ it can cause you a lot of like flu or a lot of different things. Okay, changing air filter is number 1 and easiest and cheapest way for you to maintain your home. Okay, number 4 mistake not understanding property tax and escrow in ဝယ်လိုက်ပြီဆိုရင်အမေရိကမှာဘေးအိမ်ဘေးချမ်းမြေမဆိုအခွန်ကနေမလွတ်တဲ့နေရာမရှိပါဘူးအခွန်ရှိတယ် you need to understand your property tax you need to understand your insurance this two combined is called escrow ဆိုတော့အဲ့ဒီ escrow အကောင့်ကိုကိုကနားလည်တယ်ဆိုလို့ရှိရင်တစ်နှစ်ကိုပေးတာဟာနည်းသလားများသလားပြန်ပြီးတော့ချင်းချင်းလို့ရတယ်နောက်ပြီးလို့ရှိရင်နံပါတ်2အချက်ကတကယ်လို့ shortages နည်းတယ်ဆိုလို့ရှိရင်သူတို့စာပို့လာတယ်ပြန်တောင်းတယ်များတယ်ဆိုရင်သူတို့စာပို့လာတယ်ပြန်ပေးတယ်ဘာလို့ဘလို့နဲတယ်များတော့သိနိုင်လဲနံပါတ်1အချက်အိမ်ဈေးတွေအရန်တက်နေတယ်ကိုယ့်အိမ်ကမရောင်းတော့လဲကိုယ့်ရဲ့အိမ်တန်ဖိုးကတက်ပြီဆိုရင်မြေခွန်ဟာတက်မယ်ဆိုတာသိထားဖို့လိုပါတယ်လို့နော်နောက်ပြီး insurance is never going down insurance always go up you know I never heard of insurance going down you know insurance always go up ဆိုတော့ insurance ကိုယ့်ရဲ့အိမ်ဝယ်တဲ့ချိန်ထားလိုက်ပါတော့ January 30မှာ closing လုပ်တယ်ဆိုရင် December the end of December or January first week လောက်မှာ new home insurance policy အိမ်ကိုရောက်လာမှာဖြစ်တယ်always look at your home insurance တကယ်လို့
exea တက်လာတဲ့ home insurance code ကတက်လာတယ်ဆိုလို့ရှိရင် make sure you wanted to shop around, maybe call them တကယ်လို့ထားလိုက်ပါတော့အိမ်ကနေခါ2နှစ်ရှိပြီအိမ်အမိုးအသစ်ပြန်ထည့်တယ် okay I put a new roof, I have new roof now, I have a new AC, I maintain my house, can you give me another code? Okay, you can update what you have done in your house. That may help you lower home insurance code. Okay, so this is the first 5 mistakes that many first time home buyer do when they buy a house. ကျေးဇူးတင်ပါတယ်လို့เนาะဒီဗီဒီယိုလေးမှာအတိတ်ပဲရှိတယ်ဆိုလို့ရှင် please save and subscribe and share your friend for me. See you again until next video. Thanks you again.